Joshua Fan တယောက်ဘာလို့ Flyweight Division ရဲ့ဆီလို့ရှာစားအကောင်းဆုံးလူငယ် fighter တယောက်ကနေအခုလက်ရှိ Flyweight Division ရဲ့အမုန်းဆုံး fighter တယောက်ဖြစ်လာရတာလေဆိုတော့ဒါဒီအားလုံးဘယ်ကစခဲ့လဲဆိုတာကိုပြောပြပေးပါမယ် Joshua Fan နဲ့ Friday Rival ပွဲတော့အားလုံးသိကြမှာထင်ပါတယ်ဒီပွဲကနှစ်ယောက်လုံးတူတင်ကိုတင်ထိုးခဲ့ကြတဲ့ပွဲပါအဲ့ဒီပွဲပြီးသွားတဲ့အချိန်မှာ Joshua Fan ကဒိုင်ဆုံးဖြစ်နေနိုင်သွားပါတယ်အဲ့ဒါကြောင့်ပဲ Joshua Fan တယောက်ချန်ပီယံခပတ်ကိုဆင်ခေါ်ခဲ့ရခဲ့ပါတယ်တကယ်တော့အဲ့တုန်းက Flyweight Division တော်တော်လေးပြင်းစရာကောင်းလေဗျဘာလို့လဲဆိုတော့ပန်တိုဂျာလုံးဝ dominate လောက်ထားလို့ဖြစ်နေတာပြီးတော့လည်းပန်တိုဂျာအချုပ်အမားဆိုတော့ပုတ်ပြီးတော့ပြင်းစရာကောင်းနေခဲ့တာဒီလိုနဲ့ Van တယောက်ဒီ Flyweight မှာနာမည်ရတာတော့အရာလုံးပြောင်းလဲသွားပြီဘာလို့လဲဆိုတော့ Van ဒီပေါင်စင်သမားပြအရင် entertain ဖြစ်လို့ねသူ့ပွဲတွေကြည့်ရတာစိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်တယ်ဆိုတော့ Van တွေကချစ်ကြတယ်တော်တော်ကိုချစ်ခင်ပြီးတော့သဘောကျကြတယ်ပေါ့အဓိကပြဿနာဘယ်အစလဲဆိုရင် Joshua Van တယောက်ပန်တိုဂျာကိုနိုင်သွားတယ်လေစတာနိုင်တာကလည်းပန်တိုဂျာသူ့ဘာလို့လက်ချော်ပြီးဖြစ်တာပြောချင်တာနိုင်လို့ Van ကိုမုန်းကြတာမဟုတ်ပဲနဲ့ပန်တိုဂျာအဲ့လိုမတော်စားဖြစ်လို့ Van ခပတ်ရသွားတာအဲ့ဒါကို Van ပန်တိုဂျာကိုတစ်ချက်မကူပဲမမေးပဲနဲ့အောင်ပွင့်သွားခံတာအဲ့ဒါကို Van ကမုန်းကြတာပေါ့ Van ချန်ပီယံစစ်မဟုတ်ပြပါချန်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့တကယ်တော့ပန်တိုဂျာဆိုတာ Flyweight Division မှာဆိုရင်ဘောလုံးလောကရဲ့ Ronaldo Messi လို့တောင်ပြောလို့ရတယ်ဗျသူ့ကိုဆိုရင် Fan တွေကအရန်ချစ်တာဂုတ်ပေါ့ဗျာဆိုတော့ fan base ကလည်းတောင်းတယ်လူကလည်းနှိမ်ချတတ်တယ်ဟန်ပဲဖြစ်တဲ့ခါကျတော့သူ့ကိုချစ်တဲ့လူကများတယ်ဒီလိုလူမျိုးနဲ့မှ Van ဒီလိုတွေဖြစ်လာတဲ့ခါကျတော့ Van ပဲလူမျိုးများလာတာပေါ့အဲ့ဒီနောက်မှာလည်း interview တွေမှာ Van သူ့ကို champion စစ်မဟုတ်ဘူးလို့ပြောတဲ့ကောင်တွေကိုသွားသေးလိုက်သူကတော့ဂီယူမဆိုင်ဘူးပန်တိုဂျာအနေနဲ့ပိုဂီယူဆိုင်တင်တယ်ဘာညာနဲ့ table ဝုန်းခဲ့ပါအဲ့ဒါကြီးကြောင့်ပဲ Van လူမျိုးများလာတယ်တစ်ဖက်မှာလည်း Van ကအရန်စိတ်လို့ရှားစားကောင်းတဲ့ fighter ဖြစ်တယ် Van ရဲ့စိတ်ဓာတ်တွေကိုသဘောကျတယ်အဲ့ဒါကြောင့် Fan တွေလည်းပို့ပြီးတော့များလာတယ်တိတ်မကြတဲ့ကမှာဖြစ်ခဲ့တဲ့ဂျပန်တိုင်ယာနဲ့ခပတ်လူပွဲမှာလည်း Fan ကိုပွဲမဆခင်ခဲ့တဲ့ဒီကောင်က champion အတူဒီကောင်ရတဲ့ခပတ်ကအစ်စ်မဟုတ်ဘူး he's a paper champ တိုင်ယာချန်ပီယံဆိုတာဘာလဲပြပေးလိမ့်မယ်အစရှိတဲ့ပြစကလုံးအမျိုးမျိုးနဲ့ Fan ကို hater တွေကတိုက်ခတ်ခဲ့ကြပါတယ်ဒါပေမဲ့ပွဲပြီးတော့ Fan ပဲအသာစီးနဲ့အနိုင်ယူပြခဲ့ပါတယ် press conference မှာပြောခဲ့လို့ပဲ Van တယောက်သူဒီကပတ်နဲ့ထိုက်တယ်ဆိုတာပြပေးခဲ့ပါတယ်ဒါပေမဲ့ Van ရဲ့ hater တွေကတော့ပွဲကိုတိုင်ယာရက်လိုက်တာစောတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ထပ်တိုက်ခိုက်ပါသေးတယ်ဆိုတော့ခြုံငုံပြီးပြောရရင် UFC ကိုအားပေးနေရယောက်ျားတွေများပါတယ်Joshua Fan ပန်တိုဂျာမတော်ဆနိုင်တော့လို့ချန်ပီယံစစ်မဟုတ်ဘူးလို့ပြောလို့ရပါတယ်ဒါပေမဲ့ Van သူ့ဘာကောင်းလဲဆိုတော့ထိုင်ဝမ်နဲ့ပွဲမှာပြခဲ့ပြီးဖြစ်ပါတယ်ယောက်ျားဆိုတာမျိုးကကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးပဲပြောတင်ပါတယ် Van ချန်ပီယံစစ်မဟုတ်ဘူးလို့ပြောတော့ပြောပြီးအခုအချိန်မှာ Van သူဒီကပတ်ကိုထိုက်တယ်လို့ဆိုတာတက်တည်ပြနိုင်တဲ့အခါမှာလည်းချီးကျူးဖို့ဝင်မလေးတင်ပါဘူးအဲ့ဒါကိုစင်ချင်စင်နဲ့တွေပေးပြီးပွဲရတာစော်လို့ဒူးတော့မှတရားမဝင်ဘူးလို့အဲ့လိုရှောက်ပြောနေတာကလည်းယောက်ျားကြီးနဲ့မတူတော့ပါဘူး Van တယောက်အခုလို hater တွေများလာတာကလည်းသူတော်တော်လေးနာမည်ကြီးလာတယ်ဆိုတာအတိတ်ပဲပါပဲ UFC ရဲ့ပြရုပ်တစ်ခုဖြစ်တဲ့ Conor McGregor ဆိုတဲ့ hater တော်တော်လေးများပါတယ်ဒါပေမဲ့သူထိုးတဲ့ပွဲတိုင်းယုံပြပါပဲပြောချင်တာအကောင်းဘက်ကတွေးရင်တော့ hater များလေနာမည်ပူကြီးလေလူများများလာကြည့်လေပတ်စံပူရလေပါပဲအဲ့တော့ဒီနှစ်ကုံလောက်မှာလဲ Van တယောက်ပန်တိုဂျာနဲ့မကြည့်ပဲပြန်နှွှဲရဖို့ရှိပါတယ် Van တယောက်သူပါခေါင်လဲဆိုတော့ကဘာကြီးကိုပြပေးနိုင်ပါစီလို့ဆုတောင်းပေးနေပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ချင်ပါတယ်နားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Ricardo Access ပဲဖြစ်ပါတယ်